ချိန်တွေဟာဘယ်မှာပြီးဆုံးလဲဝေးကွာခဲ့ရတဲ့မိသားစုတိုင်းတွေ့ွယ်လွှင့်စင်သွားတဲ့တို့ရဲ့အိမ်လေးရဲ့ကာယမဲ့တဲ့လောကလေငါတို့အတ္တများတယ်ငါတို့အတ္တများတယ်ကိုချင်းစာပြရဲ့ငါဆုံးနိုင်မယ်နေ့ရက်တွေရဲ့မျော်လင့်ခြင်းနဲ့နှုတ်ထနဲ့ခင်ရဲ့ရင်ဘတ်တဲ့ငါလွမ်းရဲ့မြူနေရဲ့တိတ်ဆိတ်ခြင်းမှာပေါ်ပြူခဲ့မရနေစေမရနေစေ